Rhonda Byrne ရဲ့ Major စာအုပ် The Secret ကိုကြားဘူးကြမှာပါဒီနေ့ကလေအဲ့ဒီစာအုပ်ရဲ့အတိကအချက်ဖြစ်တဲ့ဆွဲဆောင်မှုဥပဒေ Law of Attraction ပေါ့အဲ့ဒါကဘာလဲဘယ်လိုအလွတ်လုပ်တယ်လဲဆိုတာကိုအနစ်ချုပ်ပြီးတော့ပြောပြပေးသွားမှာပါကဲစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အရင်စကြည့်အောင်ဗျလူတယောက်ရဲ့အတွေးတွေကလေသူတို့ရဲ့လက်တွေ့ဘဝကိုတကယ်ပဲပုံဖော်နိုင်စွမ်းရှိလားဟုတ်ဒီယူဇက်တစ်ခုလုံးရဲ့အဓိကအတော်ချက်ကအဲ့ဒီမေးခွန်းပါပဲဟုတ်ပြီဆိုတော့ဒီယူအစားရဲ့အခြေခံအုံမြစ်ကတော့ဆွဲဆောင်မှုဥပဒေဒါမှမဟုတ်အားလုံးသိကြတဲ့ law of attraction လို့ခေါ်တဲ့သဘောတရားပါပဲဗျာအဲ့တော့ဆွဲဆောင်မှုဥပဒေကဘာကိုပြောရလဲဆိုတော့လေကျွန်တော်တို့ဟာလူသားတန်လိုက်တဲ့နဲ့တူတယ်ကိုယ့်ရဲ့အတွေးခံစားချက်နဲ့ယုံကြည်မှုတွေကကိုယ့်ဘဝထဲကိုအဲ့ဒီလိုအရာတွေပဲပြန့်ဆွဲငင်တယ်ပေါ့ရှင်းရှင်းလေးပါကောင်းတဲ့တွေစဉ်းစားကောင်းတဲ့တွေအာယုံစိုက်ရင်ကောင်းကျိုးတွေရောက်လာမယ်အဆိုးတွေကိုပဲတွေးပြီးစိုးရိမ်နေရင်တော့အဲ့ဒီအဆိုးတွေပဲကိုယ်ပဲဟိုပါလာလိမ့်မယ်အဲ့လိုဆိုလိုတာပါโอเคဒီဥပဒေကိုလက်တွေ့အသုံးချနိုင်ဖို့အတွက်အဓိကကျတဲ့အချက်၅ချက်ရှိတယ်ဗျာဒါတွေကိုအခြေခံအုပ်မြစ်တယ်လို့တောင်တင်စားလို့ရတယ်ကဲတစ်ခုချင်းစီကိုကြည့်လိုက်ကြရအောင်ပထမဆုံးနဲ့အရေးကြီးဆုံးအုံမြစ်ကတော့အတွေးပါပဲဟုတ်ပါတယ်အရာအလုံးရဲ့မူလဘူတာဟာအတွေးတစ်ခုကနေစတယ်လို့ဆိုပါတယ်ကိုလိုရှင်နဲ့အင်အလို့ဒေါင်းဖို့ပျော်ရွှင်မှုပဲဖြစ်ဖြစ်အရာအလုံးဟာစိတ်ကူးတဲ့ကတေးသေးလေးဖြစ်တဲ့အတွေးစားတစ်ခုကနေအစပြုတာပါဒါကြောင့်ကိုဘာကိုတွေးနေလဲဆိုတာကကိုဘာကိုဆွေးဆောင်မလဲဆိုတဲ့ပထမဆုံး music ချရတဲ့နဲ့အတူတူပါပဲအတွေးတစ်ခုတည်းနဲ့တော့မပြီးသေးဘူးရအဲ့ဒီအတွေးကိုအားဖြည့်ပေးမဲ့ယုံကြည်ချက်ဆိုတာလိုလာပြီဒါကရိုးရိုးလေးမျောလင့်နေလာတဲ့မြာရီပိုလေးနဲ့တဲ့အစုံတစ်ခုကိုဒါဟာဖြစ်နိုင်တယ်ဒါဟာကိုယ်နဲ့ထိုက်တန်တယ်လို့အခိုင်အမာယုံကြည်လိုက်တဲ့အခါအခွင့်လန်းတွေအတွက်တကားကိုကိုယ်တိုင်ဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားတယ်လို့ဆိုလိုတာပါဒီအချက်ကတကယ်ကိုအရေးပါတဲ့အချက်ပဲခံစားချက်ပါအတွေးကမျိုးစီဆိုရင်ခံစားချက်ကအဲ့ဒီမျိုးစီကိုရှင်းတန်းစေတဲ့ရေနဲ့မြေသစားလိုပဲအထူးသဖြင့်ပျော်ရွှင်မှုချစ်ချင်းမေတ္တာနဲ့ကျေးဇူးတင်တဲ့စိတ်လိုကောင်းမွန်တဲ့စိတ်ခံစားမှုတွေဟာကိုလိုချင်တာတွေကိုဆွဲဆောင်နိုင်တဲ့အားဖြင့်ဆုံးတန်လိုက်တွေလို့တောင်ပြောလို့ရပါလားအဲ့ဒီယုံကြည်ချက်နဲ့ခံစားချက်တွေကိုပို့ပြီးခိုင်မာသွားအောင်လုပ်တဲ့နီလန်အဲ့လာကတော့မြင်ရောက်မှုပါပဲဒါကဘယ်လိုလေ့ကျင့်ခန်းမျိုးလဲဆိုတော့ကိုလိုချင်တဲ့ຢာကိုရရှိပိုင်ဆိုင်ပြီးနေပြီဆိုတဲ့ခြင်းတွေကိုစိတ်ထဲမှာအသေးစိတ်ကြပုံဖော်ကြည့်တာမျိုးပေါ့ဒီလေ့ကျင့်ခန်းကလက်တွေဖစ်လာဖို့အတွက်ကိုယ့်ရဲ့ဦးနှောက်ကိုကြိုပြီးလေ့ကျင့်ပေးနေတယ်လို့ပါပဲကဲဒီချက်အားလုံးကိုစူးစီးမယ်နောက်ဆုံးအချက်အဲ့ဒါကတော့ကျေးဇူးတင်မှုပါပဲဒါကခဏတာဖြစ်တဲ့စိတ်ခံစားမှုတစ်ခုတည်းပို့ပါပဲနေ့စဉ်လေ့ကျင့်ရမယ်လေ့ကျင့်တစ်ခုလို့သဘောထားရမှာပါကိုယ်မှာရှိပြီးသားຢာတွေကကျေးဇူးတင်တဲ့စိတ်ကိုမွေးမြူလေးကောင်းမွန်တဲ့ຢာတွေပို့ပြီးဝင်လာဖို့ကြက်ကဝက်လာကိုအချက်ပြနေတယ်လို့ပါပဲကောင်းပြီသဘောတရားကြီးကိုတော့နားလည်လောက်ပြီဆိုတော့ဒါကိုလက်တွေ့ပေါ်မှာဘလို့အသုံးချကြမလဲ The Secret Sauce ထဲမှာတော့အရင်ရိုးရှင်းတဲ့အဆင့်၃ဆင့် formula ကိုယွန်းထားပါရဲ့ဗျအဲ့ဒါတွေကတော့ ask believe နဲ့ receive ပါပဲပထမဆုံး ask ဆိုတာကကိုဘာကိုလိုချင်တယ်လဲဆိုတာကိုချက်ခရဝလာကိုရှင်းရှင်းလင်းလင်းတိတိကျကျတောင်းဆိုတာကဒုတိယ believe ကတော့ကိုတောင်းဆိုထားတာဟာကိုစီရောက်လာတော့မယ်ဒါမှမဟုတ်ရပြီနေပြီဆိုတဲ့ခံစားချက်ယုံကြည်ချက်ဖြိုမြဲနေထိုင်တာပေါ့နောက်ဆုံး receive အဆင့်ကတော့ရောက်ရှိလာမယ့်အခွင့်အလမ်းတွေကိုဖြွဖြွရွှင်ရွှင်နဲ့လက်ခံဖို့အသင့်အနေထားမှာရှိနေတာပါပဲဒါဆိုရင်ဒီသဘောတရားတွေကိုအသုံးချခြင်းအပြင်ဘဝရဲ့ဘယ်ပိုင်းတွေမှာအကျိုးသက်ရောက်မှုရှိနိုင်မလဲအချုပ်နေမဲ့တစ်ချက်ကြည့်လိုက်ကြရအောင်ဒီစာအုပ်ရဲ့အဆိုရတော့လေဒီဥပဒေဟာဘဝရဲ့ကန္တာဟာလုံးနီးပါးနဲ့တက်ဆိုင်တယ်လို့ဆိုပါတယ်ငွေချေးနဲ့အလုပ်အကိုင်မှာတိုးတက်ချင်တာပဲဖြစ်ဖြစ်ပိုကောင်းတဲ့လူမှုဆက်ဆံရေးတွေကိုတိဆောက်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယုံကြည်မှုနဲ့စိတ်တက်ခွန်အားကိုမြင့်တင်ချင်တာပဲဖြစ်ဖြစ်အားလုံးဟာအတွေ့ကိုပြောင်းလဲခြင်းကနေအစပြုနိုင်တယ်လို့ဆိုထားတာပါဒီယူဆတစ်ခုလုံးရဲ့အနှစ်သာရကိုတကြောင်နဲ့ပြောရမယ်ဆိုရင်တော့ကိုတွေးပြအရာဟာကိုဘဝမှာဖြစ်လာမယ့်အရာဆိုတာပါပဲတကယ်တော့ဒါဟာဒီသဘောတရားရဲ့အဓိကတော့ချက်လို့ပဲပြောရမှာပါကဲဒီတင်ဆက်မှုကိုအဆုံးမသက်ခင်မှာစဉ်းစားစရာမေးခွန်းလေးတစ်ခုထားခဲ့ခြင်းပါတယ်ဗျာဒီနေ့ကိုယ့်ရဲ့အတွေးတွေနဲ့ဘဝတွေကိုဘလို့ကောင်းမွန်နေရာတွေကိုဆွဲဆောင်ကြမလဲ